ပြောရအောင်ပေါ့နော်အတွေ့အကြုံကတော့တတ္တဝါတွေဆိုတာအာယုံနောက်တကောက်ကောက်လက်ချင်တဲ့စိတ်ကရှိတယ်စွန်လုံးကူဆရာတော်ပြောတဲ့စကားရှိတယ်တတ္တဝါတွေဆင်းရဲတာဘာကြောင့်လဲလို့မေးရင်အာယုံခေါ်ရာကိုတကောက်ကောက်လိုက်နေလို့ဆင်းရဲနေကြတာအာယုံခေါ်ရာနောက်ကိုတကောက်ကောက်လိုက်နေလို့ဆင်းရဲနေကြတာအာယုံခေါ်ရာနောက်ကိုတကောက်ကောက်ဘာကြောင့်လဲရတာလို့ပြန်တွေးကြည့်ရူပါယုံကိုတခြားကြည့်လှတာလေးကိုကြည့်ရရင်စိတ်ထဲမှာချမ်းသာအောင်ဖြစ်ဘူးလေဖြစ်ပါလေဗျာပုရိသနာနာဖြစ်ဘူးလေဖြစ်ဘူးပါလှတာလေးကိုတခြားကြည့်ဒီစိမ့်စိမ့်ကြည့်အဲ့ဒါလေးကိုမြင်ရရင်စိတ်ထဲမှာချမ်းသာအောင်ဖြစ်ဘူးလေအတန်ကိုကြတဲ့အတန်လေးနားထောင်ကြည့်ကိုကြတဲ့သချင်းတန်လေးနားထောင်ကြည့်ကိုယ်သဘောကျတဲ့သူရဲ့အတန်ချိုတာတဲ့အတန်ယဉ်ကျေးတဲ့အတန်နှူးညံ့တဲ့အတန်ပေမွေးတဲ့အတန်လေးကိုနားထောင်ကြည့်အဲ့ဒီအတန်ကိုနားထောင်ရတာလည်းစိတ်ကမချမ်းသာဘူးလားချမ်းသာပါဗျာတချို့စကားမျိုးချိုတာတဲ့သူတွေရှိတယ်ယဉ်ကျေးတဲ့သူတွေရှိတယ်နှူးညံ့တဲ့သူတွေရှိတယ်အဲ့ဒီစကားအတန်လေးကိုကြားရတာစိတ်ချမ်းသာတယ်နောက်ခန္ဓာယုံကိုကြိုက်တဲ့ယနတ်ကိုကြိုက်တဲ့ပန်းနတ်စပယ်နတ်မင်းစီနတ်ကံကောနတ်အေးရပါပြီတခြားနတ်တွေလည်းထည့်ကြည့်ဟုတ်လားကိုကြိုက်တဲ့နတ်ကလေးကိုနမ်းရရင်ရှူရရင်လည်းစိတ်ကမချမ်းသာဘူးလေချမ်းသာပါတယ်ဗျာကိုကြိုက်တဲ့အစာကိုစားရရင်တောက်ရရင်လည်းရရင်လည်းစိတ်ထဲမှာမချမ်းသာဘူးလေချမ်းသာပါတယ်ဗျာငွေထွေးတဲ့နုဤတဲ့အထီးတွေ့ကိုထိကြည့်တို့ကြည့်ထိကြည့်ပွေ့ကြည့်ဖက်ကြည့်ဟာတော့မစားနဲ့နော်ရှိတာလေးကုန်သွားလိမ့်မယ်ဟုတ်လားအဲ့ဒီအတွေ့ကိုခံစားရင်လည်းအတွေ့မှာရတာမရှိဘူးလားရှိပါတယ်အဲ့တော့ကိုကြိုက်တာကိုတွေးရရင်လည်းစိတ်ရဲ့ချမ်းသာမှုမရှိဘူးလားရှိပါတယ်အဲ့တော့အာယုံလေးမှာလည်းသူကအတ္တတာရှိတယ်ဒီအာယုံကိုခံစားရင်စိတ်ထဲမှာချမ်းသာမှုရှိနေတယ်ဟုတ်လားအဲ့ဒါကိုဘဟိတဒုက္ခလို့ခေါ်တာဘာဒုက္ခလဲဘဟိတဒုက္ခအဲ့တော့တတ္တဝါနောက်အစ္ဆဒဒုက္ခဆိုတာကတော့ဒီမင်းကောဆရာတော်ကြီးဖွင့်တာကအစ္ဆဒဒုက္ခဆိုတာသမထဝိပဿနာဘာဝနာကိုပွားများလို့ဖြစ်ပေါ်လာတဲ့ချမ်းသာလို့ဒီလိုဖွင့်ပါတယ်ဟုတ်လားဘုံတော်ပွားမယ်မေတ္တာပို့မယ်အာနာပါနရှုမှတ်မယ်ဝိပဿနာတရားပွားများမယ်အာထုတ်မယ်အဲ့လိုဘာဝနာတွေပွားလို့ဖြစ်ပေါ်လာတဲ့ချမ်းသာကိုတော့အစ္ဆဒဒုက္ခလို့ပြောပါတယ်အစ္ဆဒဒုက္ခကိုတော့ကောင်းမှန်းသိတဲ့သူကနေလားမနေလားနေတယ်အစ္ဆဒဒုက္ခရဲ့ရတာကိုခံစားတတ်တဲ့သူခံစားနိုင်တဲ့သူကတော့နေလားမနေလားခံစားနိုင်ရင်ကတော့ကောင်းလားမကောင်းလားအစ္ဆဒဒုက္ခရဲ့ရတာကိုခံစားနိုင်မှုကတော့အသိဉာဏ်ရှိဖို့လို့